ဒီတကြံရဲ့များမှာရေစရာနဲ့စားစရာဖြူဖြူပါပါအားပေးလိုက်ကြစို့လာပါမိတ်ဆွေကြီးအိမ်နဲ့မလန့်မကန်တင်းကြံမန်းနဲ့တေးသေးလေးမှာအတန်တွေကြားရလေးလေးစိတ်တွေကမယုံမရွာဖြစ်လေဒီတရက်တော့အောက်အီးနေလိုက်မယ်လေအမှန်တော့နေတိုင်းထွက်ချင်တာစီကန်းချက်တဲ့ဖိနဲ့မေကိုကြောက်လို့သားအမေကိုအကြနေကြရေလောင်းထွက်ဖို့ပြောထားတာပဲလေဟုထွေးပြီးစိတ်ကိုသားထင်းရသည်အမေတို့ကတာမန်ကုံတယ်လေးတွေရေရိုးသားသားဒီကြားတဲ့တမိပေါက်တယောက်ထွန်းသူမကတော့သူတို့လိုတိတ်မယူနိုင်ပါအင်တာနက်ကိကြီးတဲ့မွေးလာတဲ့ဂျန်စီပဲကိုတန့်ကနေဆိုအကုန်တိဖုံးတစ်လုံးနဲ့ပုတ်လိုက်ရင်လိုင်းမော်ကနေတကဘာလုံးကြည့်တိလို့နေတာ哦ဘိုးတော်ဖျားခိကတင်ငန်းစာတွေပဲဖိနဲ့မေကလာလာပြောချစ်တော်လဲလူကြီးတွေပြောတော့ဟုတ်ပေါ့သူတို့ဘာတိတာလိုက်လို့ဈေးထဲသွားဆိုင်ဖွင့်တနေကုန်ဈေးရောက်ပတ်စံလို့ရင်ပေးမယ်ပေါ့ဒါကသူတို့ကိစ္စယူရင်လေးဝတ်ပါသမီးရဲ့အာဒါပဲတစ်ချိန်လုံးပြောနေတာပဲခစ်တွေပြောင်းနေပြီအမေကလည်းခိပြောင်းမိမဲ့လူတဘာဝတွေတိတ်ခါတွေချင်းဝတ်တွေကောင်းမှသမီးရဲ့ဂူးခစ်ကစုတ်ကတ်ကြီးခစ်ကလည်းကောင်းတာမဟုတ်ဘူးသမီးလည်းဘာမှမလုပ်ဖဲနဲ့လာပြောနေပြန်ပြီစကားတွေကစများလာသည်သူများတွေပြောနေတာဟိုတနေ့ကចောင်းကိုစကတ်အတူနဲ့သွားတာဆိုចောင်းကိုတခါမှစကတ်နဲ့တော့မသွားရဘူးဘာတွေလာကြောက်တွန်းနေကြတာလည်းမသိဘူးအေးပါလေတေးသေးချာချာဂယူးဆိုင်နေခစ်ကမကောင်းလူတွေကပြောက်သမီးမဟုတ်ပါဘူးသူတို့အမြင်မှားတာပါအမေကိုအသားလေးဖက်ပြီးအလျုံသွင်းလိုက်မှအမေကလည်းစိတ်သက်သာသွားတယ်မဟုတ်ရင်ပြီးရောဆိုကပြုံးသွားလေရောသမီးတယောက်တည်းမို့တဲလှုပ်အချစ်ပူချင်းသူမကလည်းခစ်သမီးပြုတ်ပြီးလှုပ်ချင်ရလုံနေတတ်တာသူတို့လည်းမသိဈေးထဲကအယောင်းဝယ်ပဲသိသည်လေသူကတော့ anonymous ဆိုတဲ့နာမည်လေးယူလိုင်းမော်မှာဟိုတင်တီတင်လောက်ပြီးလူသိတော်တော်များနေတာဖေတို့မေတို့မသိနောက်တော့သူ့ကိုတနေ့တစ်ခေါက်ပုံမှန်ပုံတွေတင်ခိုင်းပြီးလူကြီးကားတွေမတ်မှာရှိသနော်ဆိုတာလေးပါကြော်ညာပေးနေတော့ပိုက်ကလေးတောင်နဲ့ရတယ်ကေဘေးကနေလှမ်းပေးတာလူတောင်သိစရာမလိုဘူးတနေ့တစ်မျိုးပုံလေးတွေတင်ပေးရတာပဲရှိတာဖေမီကလည်းကုံတယ်စည်းတယ်ဆိုတော့နေကင်းတစ်ခါတလေအိမ်ပြန်လာသူเจ้าမတက်တဲ့နေ့အိမ်ကနေဈေးထဲလိုက်သွားမိသားစု3ယောက်ထဲမူဘာမှပူစရာမလိုသူတယောက်ထဲအိမ်မှာနေရင်တိန့်တယောက်ထဲကြိုက်တဲ့ပုံတွေဖုံးတစ်လုံးနဲ့ရိုက်ပြီးတင်ပေးတာနေ့တိုင်းပတ်စံလေးလည်းရတယ်လေတခါငွေပေးသူကစကတ်အတူလေးဝစ်ဖို့ရင်းနှမွားကိုထိတ်ကလေးပဲခြံပြီးရိုက်ဖို့စတာမျိုးတွေမက်ဆေ့နဲ့အကြံပေးတတ်တယ်သူတို့ဘသူမှန်းလဲသိစရာမလိုဘူးပုံမှန်တင်ရင်အချိန်တန် KB နဲ့ငွေထည့်ပေးတယ်တင်လဲဖုံးနဲ့ကိုဖာသာကိုအိမ်ခန်းထဲမှာရိုက်ပြီးတင်လိုက်တာပဲanonymous ဆိုတော့ဘသူမှန်းလဲဘသူမှမသိကြဘူးဖင်ကော့ရင်ကောက်မပေါ့တဘောဝစ်စူစူဖြိုးဖြိုးအလှတွေကိုဆက်စီကြလှလေးရိုက်လိုက်နဲ့အလုပ်ကိုပြေးလို့တနေ့ကအဲ့ဒီစကတ်အတူနဲ့အပြင်ခဏဆင်းပြီးဈေးဆိုင်လေးမှာအချင်းတုပ်ထုတ်ဝယ်တာကိုအမေကိုတိုင်လိုက်တာနေမယ်ဟိုရင်ခစ်ကတော့အချစ်ရယ်ဝိုင်းတစ်ခွက်ရယ်ပေါင်မုံတစ်ချက်ရယ်ဆိုပြေဆုံးတဲ့တိတ်တို့ခစ်တော့ဖုံးတစ်လုံးရယ်အင်တာနက်ရှိရင်ပြေဆုံးပြီလေဘိုက်ဆိုင်ဖုံးမော်ကနေဒါလီတို့ဥပါဤတို့နဲ့စားကြမှားလိုက်ုံပဲမဟုတ်လားလုံးဝအခစ်ပြောင်းနေပြီဒါတော့နိုင်ငံရေးကမကောင်းလို့မဟုတ်လို့တို့ကတော့လားရှေးဦးကြနဲ့ဖိနဲ့မိကြောင်သာလောက်ရတာနည်းနည်းခက်နေတာမေရီလာပြီးနွယ်နီတို့လာခေါ်ပြီးဘယ်မှာလဲအန်တီရေကားပေါ်မစင်းတော့ဘူးနော်အိမ်ရှိကတကြံချစ်ကားလေးပေါ်မှာနွယ်နီကလက်ပြရင်ပြောသဖြင့်စိတ်ချသွားပုံရသည်အေးကောင်းသွားကြနော်မှန်ဘလို့ဝဲသွားလဲအော်မေကလည်းလေတိန်ကသူ့ကိုယ်လုံးလေးကိုလှည့်ပြလိုက်သည်သပင်ကိုအသားလေးစီးထားပြီးတီရှပ်လက်တို့အနက်လေးရယ်စကတ်အရှိအနက်အကွက်ရယ်ဆိုတော့မေစိတ်ထဲလုံခြုံပဲကျင်းတဲ့မျက်နာကအထင်းသားသူ့မှာဘေးလွယ်အိတ်သေးသေးလေးတွေ့တော့ဒါကမျက်နှာတုပ်ပေါ်ရီလားမျက်နှာတုပ်ပေါ်ရီရင်ဘက်ကမလဲမိရဲ့လို့
ရင်ထဲကတူတူလေးပြောလိုက်တယ်နှုတ်ကတော့ဟုတ်မီပေါ့သူ့ဖေကတော့တင်းကြံရဲ့တရားစခန်းသွားလိုက်တာမိမိကတော့ကို့ဖာသာဘေးရင်ကအန်တီနဲ့ကျောင်းမှာတထိုင်ဥပုပ်ယူပြီးအိမ်မှာပဲအေးဆေးနေမယ်တဲ့၃ယောက်ကို့အစီအစဉ်နဲ့ကိုနွယ်နီကလည်းငယ်တွေကတငယ်ချင်းမိဘတွေကပါခင်ပြီးသားဆိုတော့တိတ်မမေးတော့ဘူးသွားပြီနော်မေသွားပြီအန်တီသူတို့ကားလေးအိမ်ရှိမှထွက်ရောတိတ်လဲစိတ်လွတ်ကိုလို့ဖြစ်ပြီပေါ့ယောက်ျားလေးတွေကသူတိတ်မသိနွယ်နီကငါမောင်ဝမ်းခွဲတွေမင်းစောမြင့်မို့ထွန်းနဲ့တိတ်နဲ့အော်သူကားစင်နေကိုအပြန်အလှန်နှုတ်ဆက်လိုက်တယ်နွယ်နီရီစားရန်နောင်ကကားမောင်းနေနောက်မင်းကလေးနှစ်ယောက်ကတော့အတန်းတွေကတငယ်ချင်းနေပဲသူစားနဲ့အေးဝင်းတို့ဆိုတော့မောင်နှစ်သူ့မောင်နှစ်ယောက်ပဲပါတာပေါ့သူတို့လည်းဘောင်းမီတူနဲ့တီရှပ်နဲ့ဆိုတော့လုံလုံချုံချုံပဲဝတ်ထားတာပဲထားလိုက်တော့အစင်ပြေတော့တိတ်အဝတ်လန်းချင်တာဒီလိုပုံတုံးကြီးနဲ့တကြံမပြီးသွားခြင်းမောင်သူမပုံမတုံးတာသူတို့တောင်မသိလောက်ဘူးသူကလိုင်းပေါ်မှာတွင်ကျင်နေပြီးသားလေသိတယ်ဟောစားထွက်တာကနေ့လေ3နာရီလောက်ဆိုတော့မိကူနည်းနည်းတော့ညဘက်နောက်ကျမယ်မပူဖို့ပြောထားပြီးသားသူတို့လှဲကြည့်တော့မြို့ရဲလဲဟိုတုန်းကလိုမစီကားလာကြောက်တာဘာညာရောနေတာဖြစ်မယ်လိုင်းပေါ်မှာသာစင်ဖမ်းမယ်ကြားဖမ်းမယ်တွေကိုဖမ်းတော့လဲဖမ်းနေပေါ့လေရေရဲလူစီစီရဲရှိတဲ့နေရာလေးရက်လိုက်ရေပက်ခံလိုက်တချင်းတွေနဲ့ကားလိုက်ပြောတော့ပြောသား3-4နာရီခဏနဲ့ကုန်သွားတော့တာညနေဆောင်6နာရီခွဲလောက်တော့ပိုးစီလာတာသူတို့လည်းရေပက်ခံကောင်းနေရောကားလူကလည်းကောင်းစိတ်တော်မဆိုးနဲ့ပြောပြစိတ်ဆိုးသလားပြောပါအောင်ဒီရိတ်မှလာပါနားပါမှုတ်လုံးရေပေါ်တွေစားပါစေတနာနဲ့ကြွေးတာခင်တော့စားပါရည်စားရင်စိတ်ဆိုးမလားအိုးလှတယ်ဘေဘီသဘောကောင်းတယ်ဗောတချင်းလေးတွေကလည်းကောင်းကားလူကလည်းကောင်းတိတ်တော့စိတ်ကတိတ်မကျင်နဲ့ချင်သေးဘူးအိမ်ထီအောင်တို့လိုက်စားမယ်မင်းသေးလေးချက်ပြီလားဒါတကြမ်းမဲခွာအိုးကားလူကလည်းကောင်းလိုက်တာနော်တိတ်ကတွေးနဲ့ပျော်နေမိသည်တိတ်တို့ယူနီယံဘားနဲ့ခရိသွားပြီးစားကြအောင်မလားဟောတယောက်ကမေးလာတယ်ယူနီယံဘားနွယ်နီပြောလိုက်တော့အားလုံးဘိုက်ဆွနေကြသဖြင့်ဝေးကနေတောင်អော်လိုက်ကြတာဟိုရောက်တော့သူတို့လည်းနင်းနေရေရွှဲနေပြီဆိုင်ကိုတောင်အားနာရသေးတာကြံမဲလီနော်နောက်တော့အဝတ်လဲကန်းရှိတာအဆင်ပြေတယ်အဝတ်တွေလဲအလှပြန်ပြင်းနဲ့အလုတ်ရှုပ်ပြန်သူများတော့မသိဘူးတိတ်ကတော့ပိုရှုပ်တောသူစမ်းတော့အိုးလိမ့်မောက်ချုပ်လှုပ်ချင်နေတာခုမှအခွင့်ရေးရတာစကတ်တူနန်းနန်းရဲ့ရင်းနှမွားကိုအစွမ်းကုန်ပြနိုင်တဲ့ဝစ်စုံရဲ့နဲ့မှဟန်ကကြံသူတွေကတော့သူ့ကိုဝိုင်းငေးကုန်ပြီနွယ်နီတို့အင်းဝင်းတို့ကတော့ဝါမိုင်မဟေးသူတို့လည်းအဝတ်လဲပေမဲ့သူ့လောက်တော့ဆက်စီကြမနေဘူးသူမကအွန်လိုင်းမှာဆက်စီပြီးမှဖြစ်နေတာယူနီယံဘားမှာတီဝိုင်းလဲရှိဘားလဲရှိနိုင်ငံသားတွေရောဆက်စီကြလူတွေကြားမအစုံနဲ့စီကားလို့နေတော့တိတ်အကြိုက်ပဲသူတို့အဖွဲ့စားစရာတောက်စရာမှာရင်ဒီဝိုင်းအစုံနဲ့ကားခုံရတာပျော်စရာကြီးကြည်စမ်းမလားကတော့အရန်မိုက်တဲ့တချင်းဖြစ်နေတဲ့ဒီတကြံမှာလူတွေလည်းထကကြတာနိုင်ငံသားတွေကပိုဆိုးစားရင်တောက်ရင်အရှိန်တွေကတဲ့နွယ်နီကအင်းရဘက်သွားကြမလားသွားတာပေါ့ဒါမဲ့သူမရှိရန်နောင်ကတော့ကားမောင်းရမည်ဆိုတော့တိတ်မတောက်ရှာပါကျန်သူတွေတော့ကွဲနေပြီမိန်းကလေးတွေကတောက်လေးအချင်းမရှိတော့ပူဆိုတိတ်လည်းအတူတူပဲမူးပြဲနေပြီကားတဲ့နေရာမှာအားလုံးကနေကြတာကြောင့်မီးကုံရကုန်ကပြင်းနေကြတာကားလို့ခုံလုံးကလည်းကောင်းမှကောင်းနိုင်ငံသားတွေပါမြန်မာတချင်းတွေနဲ့ပျော်နေကြတော့တာငရုတ်သီးပါရင်အာနာစိမဆိုးတတ်ဘူးမဟုတ်လားတိတ်အနံကိုနှကမ်းမွေးတတ်နဲ့ခတ်ချောလူတယောက်ကတ်လာတယ်အကောင်းစားရေမွေးနှံကသူမကိုကလူနေတယ်လို့စိတ်ကဘလူလဲတီးချင်နေရောကြီးလိုက်တော့လဲခတ်မိုက်ရင်ထဲခိုက်ချင်စရာ anonymous မဟုတ်မလားတိတ်လန့်တယ်လို့ဖြစ်သွားပြီသူ့ကိုလူမသိဘူးထင်နေတာလူကလည်းမူတူတူမနေ့ကတင်တဲ့ဘသူဒိုးနဲ့အချိန်ဖြုံးမလေးလဲတကြံမှာဆိုရဲ post လဲကြိုက်တယ်
အကုန်လုံးကိုဘာသာမူပြဲကခုန်နေကြတော့တိတ်အနာဘသူကပ်ပြီးစကားပြောနေတာဘသူကြားနိုင်လဲကြည့်လိုက်တော့သူနဲ့ကိုကြားအောင်ကပ်ပြီးပြောနေတာမို့တော်သေးတယ်တိတ်ဟန်ကိုဖို့လှုပ်လိုက်တယ်မဟုတ်ပါဘူးဘာရီလာပြောနေတာလဲဟန်သာလုံနေတာထို့အမျိုးသားကလည်းမိုင်မိုင်နဲ့ခိုက်ချင်စရာမို့သူ့ရင်ထဲတောင်လိုက်ဖို့ခြင်းနေရောသူကလည်းခတ်မိုက်မိုက်အကွက်လေးတွေနဲ့ကရင်သူမနာကခါနားလိုက်တော့ဒီကွက်တွေယူနေတာနော်လို့ပြုံးတုံတုံပြောလျာသူမလည်းစိတ်သက်သာသလိုဖြစ်သွားသည်ရှင်ဘလို့သိလူကတော့ပုံတူနိုင်တာလေမင်းဘဲဘက်ရင်မွာပေါ်ကတက်တူးပေါ့သူများမသိဆက်စီကြအောင်ထူးထားတဲ့ရေဘက်ရင်မာပေါ်ကမြန်းနှံ့မောင်ပုံလေးကဆက်စီကြကြဝစ်ပြီးအတော်လေးဖော်မှာပေါ်တာဒီနေ့သူမဝစ်စုံကဒါကိုမဖုံးထားဒါကြောင့်ဒီလူကပိုးသေးချသွားတာကိုချူရဲအချင်းများထကျွေးနော်အိမ်ထီအောင်တို့လိုက်စားမယ်မင်းသေးလေးချက်ပြီလားအချင်းကလည်းကလူကောင်းမူးလို့ကလည်းကောင်းဒုနာမည်ကဆက်နိုင်ဒုကတိတ်အကြံပြင်းမိတ်ဆက်ရင်ဆက်ကနေကြသည်နောက်တော့နွယ်နီကကဲအင်းရဆက်သွားကြမယ်လို့လောဆော်ပါလေရောဆက်နိုင်တဲ့စကားပြောရင်တာယာနေတော့တိတ်အင်းရသွားပြီးပြောလိုက်မယ်ဆိုတော့ပျောက်သွားသည်ဒီလူနာမှာရင်မှုသလိုရှိသွားတာ10နာရီတောင်ထိုးတော့မယ်အင်းရမှာခဏနေပြီးတစ်ခေါင်လောက်ပြန်ကြတာပေါ့အင်းရမှာဘာရှိလဲမသိဘူးထိတာပေါ့ရှောက်ပတ်ပြီးပြန်ကြမယ်နွယ်နိရီးစားရန်နောင်ကလည်းပြောတယ်တိန့်တယောက်ဖီလင်တွေငုတ်ပြီးသူတို့နဲ့အင်းရကိုဆက်ထွက်လာရပါလေရောဆက်နိုင်ကဂူရုအဖွဲ့နောက်ကလိုက်လာမယ်တိန့်ပြောသွားသည်တထေးသားလိုခတ်ကြောကြောမှုသူ့ကြိုက်ပုံစံနဲ့လဲကြိုက်ရင်ကလည်းခုံမူးကလည်းမူးအင်းရဘက်ဆက်လိုက်လာမယ်ဆိုတော့ကျင်းနဲ့တော့ရောအင်းရကံပုံရောက်တော့သူ့အဖွဲ့နဲ့သူတချင်းနေစုကြကာကြနဲ့စီတော့လဲစီကားနေတာပါပဲဟိုအရင်နှစ်တွေကလို့တော့မဟုတ်ဘူးပေါ့ဓာသွားဘောကပြက်ရည်ဆက်တွေရင်းနေကြတယ်လို့ပါပဲမူးနေတာကများတယ်သူတို့အဖွဲ့လဲမူးကားမောင်းပြီးမဲ့ရန်နောင်တယောက်ကလွဲရင်ပေါ့ဆိုလိုက်ကြကားလိုက်ကြယူရတဲ့ကြံဘယ်နေမှမသိတောက်စားတဲ့ကြံတက်တိတ်တော့ online sale အတူအပြတ်နဲ့ကျန်သူတွေကတော့တာမန်ပြောယုံတိတ်ကပူပြောတာလိုင်းပေါ်ပဲဝေးရတာအခုမှဝစ်စရာနေရတွေ့သူများနည်းနည်းကသူကများများသူများနည်းနည်းလှုပ်သူကများများလှုပ်မူးလို့ကကောင်းဆက်နိုင်တို့ကယောက်ျားတွေကြီးပဲ9ယောက်လောက်သူတို့လည်းကခုံရင်အင်းလျားပေါ်လမ်းလျှောက်နေကြသေးတာကိုအုပ်စုနဲ့ကိုခဏထိုင်တော့ဆက်နေကအตาလေးကတ်လာတော့သူ့ဘွဲကကောင်လေးတွေကမနေနိုင်တိတ်သူနဲ့တိလို့လားတိတယ်လေသူမကပြေးလိုက်တာတိတာအခုမှဟိုကလည်းအေးအေးဆေးဆေးပုံဆိုတော့သူတို့လည်းကိုယ်စရာနဲ့ကိုနေလိုက်ကြတော့တယ်တိတ်ဟုတ်တယ်နော်အေးလေကိုတို့ဘကိုးဘက်ဆက်သွားမှလိုက်မလားညဘက်ကြီးအမှန်ဆိုလိုက်เสียအကြောင်းမရှိဆက်နိုင်ကိုစိတ်ဝင်စားသွားလို့သာစဉ်းစားလေနော်ပြီးရင်ပဲဆက်သွားမလဲအိမ်ပြန်ကြတော့မှာဒါဆိုအိမ်ရောက်မှစဉ်းစားနောက်ကလိုက်လာမယ်ခုခေတ်ချန်စီတွေကရှေးရလုံးမဟုတ်မိန်းကလေးတွေကနူးလွယ်နတ်လွယ်တာပဲလို့ယူဆလာကတိတ်ကလည်း online sexy မှုသူတို့တည်ပြီးသားသူမကိုတိတ်ကသာသူတို့ကိုဘယ်သူမှမသိဘူးထင်နေခဲ့သည်နွယ်နီကဖျောက်သွားလဲနင်းလူတွေနှုတ်ဆက်ပြီးသွားပြီလေတိတ်ကသူတို့နောက်ကလိုက်လာမယ်ဟုမပြောပြတဖြည်းဖြည်းညင်နဲ့လာသည်တကောင်လောက်တော့ဖြစ်ပြီသူတို့လည်းအိမ်ငိုင်နေပြီနောက်တော့ရန်နောင်ကကားမောင်းပြီးလိုက်ပို့တယ်တိတ်လည်းကားပေါ်ကဆင်းလိုက်တယ်အင်းချန်လေးထဲမှာတော့ဖေကတရားစခန်းဝင်နေလို့အမေကတယောက်တည်းနွယ်နီတို့နဲ့နှစ်တိုင်းတကြံလဲနေကြဆိုတော့စိတ်ပူပုံမရခြံတကားတော့ခတ်ထားတယ်တိတ်မှာတော့အကုန်ရှိတယ်လေအထဲရောက်မှနှုတ်ဆက်ယုံပေါ့နွယ်နီတို့ကထွက်သွားတယ်တိတ်လဲမူးနေပြီခြံတကားမပွင့်ခင်နောက်ကားတစ်စီးရက်လာတယ်ဟင်ဆက်နိုင်တို့ပါလားစိတ်ထဲမှာကတုံးကရင်ကြီးဖြစ်သွားသည်ဆက်နိုင်တို့တကယ်လိုက်လာမယ်ဟုသူမထင်ခဲ့
ကျန်တဲ့အဆက်ကိုနောက်နေ့မှာဆက်ပြီးဖတ်ပေးပါမယ်နော်နားထောင်ပေးလို့ကျေးဇူးအထူးတင်ပါတယ်ရှင်